ကျွန်တော်ဒီတစ်ခါ sharing လုပ်သွားပြီးမဲ့အရာကတော့ကျွန်တော်တို့ဒီ forex trading မှာအလုံးအရေးပါတဲ့ spread ဆောင်ရဲ့ demand ဆောင်ကြီးနေလေးအကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်သွားပြီးမှာဖြစ်ပါတယ် spread ဆောင်မှာဆိုရင်ကျွန်တော်တို့ရောင်းတင်သလား demand ဆောင်မှာဆိုရင်ကျွန်တော်တို့ဝယ်တင်သလားပေါ့နော်ဒီ spread ဆောင်နဲ့ demand ဆောင်ကိုကြည့်ပြီးတော့မှကျွန်တော်တို့အယောင်အဝယ်တွေကိုဘယ်လိုပြုလုပ်ကြမလဲဆိုတာကိုကျွန်တော်ဗီဒီယိုနဲ့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်โอเคအရင်ဆုံးမရှင်းပြခင်ကျွန်တော်တို့ surprise ဆုံးဆိုတာပါလဲ demand ဆုံးဆိုတာပါလဲကျွန်တော်တို့အရင်ဆုံးတည်ထားဖို့လိုပါတယ် surprise ဆုံးဆိုတာကကျွန်တော်တို့ဝယ်လို့သူ10ပေါ့နော်sorry 10လားရောင်းလို့သူမြပြတဲ့နေရာကိုကျွန်တော်တို့ surprise ဆုံးလို့ခေါ်ပြီးတော့မှ demand ဆုံးကိုကျွန်တော်တို့ဝယ်လို့သူမြပြတဲ့နေရာကိုကျွန်တော်တို့ demand ဆုံးလို့ခေါ်တယ် surprise ဆုံးကပါနေတူလို့ရှင်ကျွန်တော်တို့ restaurant area နဲ့တူပြီးတော့မှကျွန်တော်တို့ demand ဆုံးကြရင် support area နဲ့တူတယ်တူမှာဖြစ်ပါတယ် okay ဒီမှာဆိုရင် surprise ဆုံးရဲ့ demand ဆုံးရဲ့ကျွန်တော်ပြထားတယ်ပေါ့နော် surprise ဆုံးမှာကျွန်တော်တို့ကရောင်းလို့သူမြပြတဲ့နေရာ price down ပေါ့စိတ်ကအောက်ကိုထိုးကြသွားမယ်ထိုးကြနိုင်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော် demand ဆုံးမှာဆိုရင်ကျွန်တော်တို့ဝယ်လို့သူမြပြတဲ့နေရာစိတ်ကတက်သွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော် okay ကျွန်တော်တို့ market မှာ surprise ဆုံးရဲ့ demand ဆုံးရဲ့ဘယ်လိုလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ကြအောင် okay ကျွန်တော်ဒီမှာကျွန်တော် share တာတစ်ခုရှိတယ်ဒီမှာကျရင်ကျွန်တော်ဒီမှာကျွန်တော်1 hour မှာ trading view မှာကျွန်တော်1 hour မှာကျွန်တော်တို့ဒီမှာဒီနေရာအခုဒီနေရာဒီမှာကျရင်ကျွန်တော်တို့ကဒီဟာကဘာဖြစ်မလဲဆိုရင်ဒီဟာကကျွန်တော်တို့ surprise ဆုံးဖြစ်မှာပေါ့နော် okay surprise ဆုံးဒီပုံမှာကြည့်ရင်ကျွန်တော်တို့ဒီပုံမှာကြည့်ရင်ကျွန်တော်တို့တည်တာတယ်ဒီမှာဒါကျွန်တော်ဆက်ပြတာကကျွန်တော်ဒီမှာ surprise ဆုံးရဲ့ demand ဆုံးရဲ့ကျွန်တော်တို့ဆက်ပြထားတယ်ပေါ့နော် okay ဒီ market မှာကြာရင်ကျွန်တော်တို့ဒီမှာကြာရင်ဒီကောင်ကြာရင် surprise ဆုံးဖြစ်မယ် okay surprise ဆုံးကြာရင်ကျွန်တော်တို့ရောင်းလို့သူမြပြပြီးတော့မှဆေးကတက်သွားမယ်ဆိုတဲ့တင်ပါဒီမှာဆိုရင်ကျွန်တော်တို့ကဆေးရဒီမှာအမြင်တက်သွားတယ်ဒီမှာ okay ဒီမှာ surprise ဆုံးဒီမှာဆေးရရောင်းလို့သူမြပြပြီးတော့မှဆေးရအပေါ်ထိုးတက်သွားမယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဒီတော့ဒီမှာရှိသေးတယ်ဆိုရင်okay surprise ကျွန်တော်နည်းလေးကြည့်ပြီးကြည့်တယ် okay 1 hour မှာ okay ဒီမှာရှင်လဲကျွန်တော်ဆက်ပြီးသားရှိတယ်ဒီမှာဆက်ရင်ကျွန်တော်တို့ဒီမှာဒီကလဲ surprise ဆုံးပေါ့ဆေးရတက်သွားမယ် okay ဒီမှာကြည့်မယ်ဒီမှာ surprise ဆုံးဒီမှာဆေးရတက်သွားတယ်ပေါ့နော်ဟိုအပေါ်လေးတက်သွားတယ် okay နောက်တစ်ခုပြန်ကြည့်မယ်ဘာဖြစ်မလဲဆိုရင်ဒီမှာokay ဆက်ကြည့်မယ် surprise ဆုံး demand ဆုံးokay ဆက်ကြည့်မယ် okay ဒီမှာokay ဒီမှာဆိုရင်လည်း surprise ဆုံးတစ်ခုပဲဒီမှာကျရင်ဒီမှာ surprise ဆုံးမဟုတ်နော်ဒါပဲနေလာမယ်ဒီမှာဒီဘက်ကနေလာမှာပေါ့ဒီမှာရှင်လည်း surprise ဆုံး okay ဒီမှာမတွေ့တော့ကျွန်တော်ဒီ15မိနစ်okay 15မိနစ်မှာတက်ကြည့်မယ်နော် okay လဲရမကောင်းဖြစ်နေတယ်15မိနစ်ကျွန်တော်1မိနစ်မှာတက်ကြည့်မယ်ဒီဒါကျွန်တော်တို့1မိနစ်မှာတော့ကြည့်မယ် surprise ဆုံးရယ် demand ဆုံးရယ်ကျွန်တော်တို့ရှာကြည့်ကြအောင် okay okay ဒီမှာဆိုရင်ကျွန်တော်တို့ demand ဆုံးတစ်ခုတည်တယ်ပေါ့နော်ဒီမှာ demand ဆုံးပေါ့ဝယ်လို့အားများပြီးတော့မှဆေးရတက်နိုင်မယ်ဒီမှာအပေါ်စီတက်မှာရှင် demand ဆုံးပေါ့နော်နောက်တော့ပြန်နေရာမှာရှိသေးတယ်ပြန်ကြည့်အောင် okay ဒီမှာလည်းတစ်ခုရှိတယ်ဒီမှာလည်းဒီမှာဆိုရင်ကျွန်တော်တို့ surprise ဆုံးပေါ့နော်ဒီမှာဆုံးပေါ့ surprise ဆုံးပေါ့
Okay ကျွန်တော် surprise ဆုံးမှာရှင်ဆေးရကျွန်တော်တို့ရောင်းတင်တလားဝယ်တင်တလားပေါ့နော် Okay ကျွန်တော်နောက်ဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော်နောက်တစ်ခုပြန်အောင် Okay ဒီမှာတစ်ခုရှိပြီဒီမှာကျွန်တော်တို့ surprise ဆုံးတစ်ခုတွေ့ပြီsorry တမန်းဆုံးပေါ့ Okay ဒီမှာတမန်းဆုံးပေါ့တမန်းဆုံးကျရင်ကျွန်တော်တို့ဝယ်လို့အားများပြီးတော့မှကျွန်တော်တို့ဒီမှာဆေးရအပေါ်ထိုးတက်သွားတယ်ဒီမှာ DNA ဒီထိုးတက်သွားတယ် Okay ဒီမှာတမန်းဆုံး Okay ဒီမှာဆိုရင်လည်းတမန်းဆုံးပဲဒီမှာဆိုရင် surprise ဆုံးတော့ဒီမှာတမန်းဆုံးတော့နှစ်ခုလုံးရှိနေတယ် Okay ဒီလိုအချိန်မှာကျွန်တော်တို့ကသူတို့ရဲ့ကျွန်တော်တို့တတင်းလေးဒါမှမဟုတ်ကျွန်တော်တို့ဒီ candlestick လေးကိုကြည့်ပြီးတော့မှကျွန်တော်တို့ဝယ်တင်သလားဒါမှမဟုတ်ရောင်းတင်သလားဆိုတာကျွန်တော်တို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဒီမှာရှိသေးလဲဆိုရင် Okay surprise ဆုံးရဲ့Okay ဒီနေ့ကတော့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီလောက်ပဲလေးပဲပြပြသွားမှာဖြစ်ပါတယ်တကယ်လို့သိချင်တာရှိရင်ကျွန်တော်ရဲ့ဒီ comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်ပေါ့နော် Okay ကိုတိုင်လည်းဒီ surprise ဆုံးရဲ့တမန်းဆုံးရဲ့ကိုလိုက်ရှာကြည့်ပေါ့နော်ဒီအစပိုင်းမှာတိုင်ကျွန်တော်တို့ဒီ surprise ဆုံးတမန်းဆုံးကကျွန်တော်တို့ကရှာဖို့နည်းနည်းခက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရှာလာမြရင်ကျွန်တော်တို့ကကျွမ်းကျင်လာပြီးတော့မှsurprise ဆောင်ပဲဟာတမန်းဆောင်ပဲဟာဆိုတော့ကျွန်တော်တို့နားလည်လာမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင်ကျွန်တော်တို့တစ်ခုတွေ့ပြီးဒီမှာဆိုရင်တမန်းဆောင် Okay မှာတမန်းဆောင်မှာဆေးရအောင်ဖောက်ကြသွားတယ်ဒီမှာ Okay ဟုတ်ပြီနော်